မင်္ဂလာပါ Star C အပေါင်းတို့ကျွန်တော် Radiohead ပါခင်ဗျဒီနေ့ကျွန်တော်အရင်ကပြောပြခဲ့ဘူးတဲ့ The Three Wave of Volunteer အကြောင်းကိုအသေးစိတ်ပြန်ရှင်းပြမှာပဲဖြစ်ပါတယ်အချက်လက်တချို့ကိုပြန်ဆက်ထားတာမို့လို့တချို့အချက်လက်တွေပြောင်းသွားတာတွေရှိနိုင်ပါတယ်ခင်ဗျဒီ site ပေးကြပါဦးနော်The Three Wave of Volunteer ကိုတော့အရှိကဗီဒီယိုတွေဒါမှမဟုတ်လေကျွန်တော်အရင်ကတင်ဘူးတဲ့ဗီဒီယိုတွေမှာမိတ်ဆွေတို့ကြားဘူးကြမယ်ထင်ပါတယ်ခင်ဗျစာရေးသူကိုလည်းသိကြလောက်ပြီထင်ပါတယ်နော်ဒါပေမဲ့အများစုမားနေကြတဲ့အရာတချို့ရှိပါတယ်ခင်ဗျ The Three Wave of Volunteer ကိုမြန်မာလိုတနည်းပြောမယ်ဆိုရင်တော့စေတနာဝန်ထမ်းတွေလို့လည်းခေါ်လို့ရပါတယ် Dolores Cannon ရဲ့ theory အရတတိယ wave ဒီယခုကျွန်တော်တို့ပြောနေတဲ့ Star Seed တွေရောက်ရှိလာကြတဲ့ wave ဖြစ်ပြီးတော့သူတို့ကို Indigo Children, Crystal Children နဲ့ Rainbow Children ဆိုပြီးတော့မှတိုက်၃မျိုးခွဲလို့ရပါတယ်ခင်ဗျ Indigo, Crystal နဲ့ Rainbow Children တွေဟာကဘာမြေရဲ့တုံခါမှုနှုန်းပြောမစေကဘာမြေကြီးရဲ့ vibration ကိုမြင့်တင်ဖို့အတွက်တခြားဂျိုတွေတခြားအလုံငွေးกว่าလွန်လာတဲ့ dimension တွေကနေပြီးတော့မှဆင်းသက်လာကြတဲ့ star seed တွေပဲဖြစ်ပါတယ်ဒါပေမဲ့ star seed တွေရဲ့အုပ်စုခွဲခြားပုံနဲ့ပတ်သက်ပြီးတော့မှလူအများစုဇဝေဇဝါဖြစ်နေကြတဲ့အချက်လက်လေးတချို့ရှိတယ်ပေါ့နော် The three wave လို့ခေါ်တဲ့ line 3 line ဟာ indigo crystal rainbow ဆိုပြီးတော့မှ line 3 line ခွဲထားတယ်လို့ဆိုလိုတာမဟုတ်ဘူးပေါ့နော်တကယ်တော့ indigo crystal rainbow တို့ရဲ့အရှိမှာအဓိက main ဖြစ်တဲ့ wave ကြီးနှစ်ခုရှိပါတယ်ခင်ဗျ Dolores Cannon ရဲ့သူသေတနာအရစေတနာဝန်ထမ်းတွေကိုသူတို့ကဘာမြေပေါ်ရောက်လာကြတဲ့အချိန်ကာလတနည်းအားဖြင့် timeline ပေါ့နော်ပြီးတော့အသက်အရွယ်အလိုက် line 3 line ခွဲထားပါတယ်ခင်ဗျပထမ line ကိုတော့ကျွန်တော် first wave လို့ပဲခေါ်ပါပါနော်သူတို့ကတော့1940နောက်ပိုင်းတနည်းအားဖြင့်ဒုတိယကမ္ဘာစစ်အပြီးအနုမြူဘုံကွဲမှုအပြီးမှာစတင်မွေးဖွားလာကြတဲ့သူတွေဖြစ်ပါတယ်အခုအချိန်မှာတော့အသက်80နဲ့80ဝန်းကျင်လောက်တွေဖြစ်နေကြပြီပေါ့နော်ကျွန်တော်တို့ရဲ့အဖိုးအဖွားအရွယ်တွေဖြစ်နေကြလောက်ပြီပေါ့သူတို့ကလမ်းဖောက်ရတဲ့ရှေ့ဆောင်တွေဖြစ်လို့ကဘာမြေကြီးရဲ့တိတ်သေးစများတဲ့စွမ်းအင်နေကြတဲ့မှာအတော်လေးရုန်းကန်ခဲ့ကြရတဲ့သူတွေဖြစ်ပါတယ်။တနည်းပြောရရင်ကဘာမြေကြီးပေါ်ကလူတွေနဲ့အံဝင်ခွင်ကြဖြစ်ဖို့အတွက်စူးစမ်းရုန်းကန်နေကြရတဲ့ပထမဆုံးလူသားတွေပဲဖြစ်ပါတယ်။အဲ့တော့အခုလက်ရှိမိတ်ဆွေတို့ရဲ့အိမ်ကကိုယ့်ရဲ့အဖိုးအဖွားတွေများတက်ရှိထင်ရှားရှိနေကြတယ်ဆိုရင်သူတို့ကိုမေးကြည့်ပေါ့နော်။သူတို့တွေလည်းဒီ wave တွေက volunteer တွေဖြစ်နိုင်ပါတယ်ခင်ဗျ။နောက်တစ်ခုကကျတော့ second wave လို့ခေါ်ပါတယ်။သူ့ကိုတော့1980နဲ့1980ခုနှစ်တွေမှာမွေးဖွားလာကြတဲ့သူတွေဖြစ်ပြီးတော့မှအခုဆိုရင်အသက်40နဲ့50ဝန်းကျင်လောက်ရှိနေကြပြီလို့ထင်ပါတယ်။ကျွန်တော်တို့အဖေအမေရွယ်တွေပေါ့နော်သူတို့ကတော့စွမ်းအင်လိုင်းတွေကိုလာရောက်ထိန်းညှိပေးကြတဲ့သူတွေဖြစ်ကြပြီးတော့တနည်းအားဖြင့်သူတို့ကိုစွမ်းအင်မီးပြတိုင်းလို့လည်းခေါ်ကြပါတယ်သူတို့ဟာလူတွေကြားထဲမှာအေးအေးချမ်းချမ်းနဲ့နေတတ်ကြပြီးတော့သူတို့ရဲ့တည်ရှိမှုနဲ့တင်ပတ်ဝန်းကျင်ကိုငြိမ်းချမ်းစေပါတယ်ခင်ဗျသူတို့ကတော့အချက်လက်ရသူတို့ဟာနောက်ထပ်ရောက်လာမဲ့ wave တွေကို mission တွေချောမွတ်စေဖို့အတွက်နေရာတွေတမိုင်းမှတ်တမ်းတွေအချက်အလက်တွေကိုလာရောက်စုဆောင်ပေးကြတဲ့သူတွေဖြစ်ပါတယ် second wave ကသူတွေက first wave ရဲ့အကူအညီကြောင့်first wave လောက်တော့ကဘာကြီးကိုမစိမ့်ကြတော့တာမို့လို့သူတို့နဲ့သက်ဆိုင်တဲ့ mission တွေကိုဆက်လုပ်နိုင်ကြတာပဲဖြစ်ပါတယ်နောက်ဆုံးအဖွဲ့ကတော့တတိယ line ဖြစ်တဲ့ third wave ပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ပြောမဲ့ wave ပေါ့နော်သူတို့ကတော့1990နောက်ပိုင်းနဲ့2000ပြည့်နှစ်နောက်ပိုင်းမှာမွေးဖွားလာကြတဲ့ကလေးတွေနဲ့လူငယ်တွေဖြစ်ကြပါတယ်အခုခေတ်နဲ့ရှင်မယ်ဆိုရင်ကျွန်တော်တို့လိုလူငယ်တွေပဲပေါ့ဒါပေမဲ့ဒီတတိယ line က volunteer တွေကတော့ထူးကဲသွားတာကသူတို့တွေဟာရှေ့က wave နှစ်ခုလို့မဟုတ်ပဲ DNA တွေကိုသူတို့လူသားမဖြစ်ခင်ကတည်းကအဆင့်နေမြင့်တင်ထားခံရတယ်လို့သိရပါတယ် DNA အဆင့်မြင့်တင်တာလည်းအလွန်ရေးကြီးပါတယ်ခင်ဗျဒါကတော့နောက်မှကျွန်တော်ရှင်းပြပါတော့မယ်အချက်အလက်အရအရှိက wave နှစ်ခုဟာသူတို့ရဲ့ DNA တွေဟာသူတို့လူသားလာဖြစ်မဲ့အဲ့ဒီအချိန်ကလူသားတွေနီးပါးလောက်ပဲဖွင့်ထားခံရပါသေးတယ်ခင်ဗျတတိယ wave မှာကတော့သူတို့ရဲ့ DNA တွေကိုအစင်မြင့်တင်ထားတဲ့ပုံမူတည်ပြီးတော့မှ indigo crystal နဲ့ rainbow ဆိုပြီးတော့မှထပ်ခွဲလို့ရပါတယ်ခင်ဗျ indigo crystal rainbow ဆိုတဲ့ဒီ၃မျိုးစလုံးကတတိယ wave ရဲ့အစိတ်ပိုင်းတွေဖြစ်ပြီးတော့မှကဘာမြေကိုပြောင်းလဲဖို့ရောက်လာကြတဲ့ star seed အုပ်စုအသစ်တွေပဲဖြစ်ပါတယ်ပထမကတော့ indigo children တွေပဲဖြစ်ပါတယ်သူတို့မှာကတော့အားကောင်းတဲ့စွမ်းအင်တွေရှိကြပြီးတော့ system ဟောင်းတွေပြီးရင်မမျှတတဲ့ဥပဒေတွေကိုဖျက်ဆီးပြမဲ့ system အဟောင်းတွေကိုဖျက်ဆီးတဲ့သူတွေလို့လည်းခေါ်ကြတာပေါ့နော်သူတို့တွေဟာခေါင်းမာပြီးတော့မှမူမမှန်တဲ့ system တွေအပေါ်ကိုမိကွန်းတွေထုတ်ပြီးတော့မှတော်လန့်ခြင်းနဲ့စိတ်ရှိကြပါတယ်အဲကြောင့်မို့မိတ်ဆွေတို့နားမှာ system ပေါ်ကိုမေးခွန်းတွေထုတ်နေတဲ့သူတွေရှိရင်သူတို့တွေဟာ indigo children တွေလည်းဖြစ်နိုင်ပါတယ်ခင်ဗျဒုတိယအဖွဲ့ကတော့ Crystal Children လို့ခေါ်ပါတယ် Indigo တွေလန်ခင်းပေးတဲ့ system အဟောင်းပျက်စီးသွားတဲ့နေရာမှာမေတ္တာတရားနဲ့ခွင့်လွှတ်ခြင်းတွေကိုအခြေခံပြီးတော့မှ system အသစ်ကိုပြန်လည်တည်ဆောက်တဲ့သူတွေအနေနဲ့ mission လာထမ်းဆောင်ကြတာပဲဖြစ်ပါတယ်ခင်ဗျသူတို့တွေဟာအိမ်မတန်စိတ်ထားနှုတ်နယ်ကြပြီးတော့မှpsychic ability လို့ခေါ်တဲ့တကိုယ်ကြီးအကြမ်းမြင်တွေထက်မြက်ကြပါတယ်ခင်ဗျအဲကြောင့်မို့ Star Seed ဆိုပေမဲ့အေးချမ်းနဲ့ matrix ကြီးကိုငငယ်ရွယ်နဲ့ကြောခိုင်းနေတဲ့လူငယ်တွေကိုတွေ့ရင်သူတို့တွေဟာ Star Seed တွေကမှ Crystal Children တွေလည်းဖြစ်နိုင်ပါတယ်ခင်ဗျ
တတိယအဖွဲ့ကတော့ Rainbow Children ပဲဖြစ်ပါတယ်။ Inigo နဲ့ Crystal တို့တက်ထူးခြားသွားတာကတော့ကဘာမြေပေါ်ကိုရခင်ကဘယ်တော့မှမမွေးဖွားခဲ့ဘူးသေးတဲ့တတိပြောမယ်ဆိုရင်ကံကြမ္မာဝတ်ကြွေပြီးရင်တန်ရဆက်ဝိုင်းလုံးဝမရှိခဲ့ဘူးဒီကဘာပေါ်မှာဝတ်ကြွေမရှိခဲ့ဘူးတဲ့တန်းစင်စွာရောက်လာတဲ့ဝိညာဉ်တွေပဲဖြစ်ပါတယ်ခင်ဗျ။ပြောမယ်ဆိုရင် innocent soul တွေပေါ့နော်။ကြားသလောက်ဆိုရင် Inigo တို့ Crystal တို့မှာတောင်ရှေ့ကအဓိက wave ကြီးနှစ်ခုကသူတို့ရဲ့ mission တွေမပြီးမြောက်တဲ့အခါနောက်ထပ်တစ်ခေါက် mission ပြန်လုပ်တဲ့အနေနဲ့ Inigo ဒါမှမဟုတ်လည်း Crystal Children တွေပြန်လာဖြစ်ကြတယ်လို့သိရပါတယ် Rainbow Children တို့ကတော့အဲ့လိုမျိုးမဟုတ်ပါဘူးခင်ဗျသူတို့တွေကဒီကဘာပေါ်မှာအရင်ကလည်းတစ်ခါမှမရောက်ခဲ့ဘူးတလို့အခုမှပထမဆုံးရောက်လာကြတဲ့တန်စင်ဆုံး source တွေပဲဖြစ်ပါတယ် Rainbow Children တွေကတော့မြစ်တာနဲ့ပျော်ရွှင်မှုတွေကိုအပြည့်အဝပေးဝေဖို့ရောက်လာကြတဲ့သူတွေဖြစ်ပါတယ်ခင်ဗျသူတို့မှာထင်ရှားတဲ့အချက်လက်တွေကလွတ်လပ်တဲ့ပွင့်လင်းတဲ့ရိုးသားတဲ့ပြီးရင်စမ်းသစ်မှုတွေကိုရင်ဖွင့်တတ်ပါတယ်ခင်ဗျပွင့်လင်းနေဆိုပြီးတော့လဲရှေ့တစ်မျိုးနောက်တစ်မျိုးပြောတတ်တဲ့အကျင့်တွေကိုကျွန်တော်ဆိုလိုတာမဟုတ်ပါဘူးပေါ့နော်သူတို့ကအဖြူအမဲအယောင်မရွေလေးစားမှုကိုပေးနိုင်ကြတဲ့သူတွေဖြစ်ပါတယ်ပြောရမယ်ဆိုရင်အရာအားလုံးကိုတန်းတူညီမျှဆက်ဆံတတ်ကြတဲ့သူတွေပေါ့နော် Rainbow Children နဲ့ပတ်သက်ပြီးတော့မှကျွန်တော်မှတဲရွန်စာတစ်ခုရှိတာမို့လို့သိချင်တယ်ဆိုရင်နောက်မှပြောပြပေးပါပေါ့နော်အဲ့ဒီအချက်လက်ကိုသိထားတဲ့ဆိုရင် Rainbow Children တွေဟာ reality မှာသူတို့ရဲ့ပုံစံဘယ်လိုမျိုးရှိနိုင်မလဲဆိုတာကိုမိတ်ဆွေတို့ကိုယ်တိုင်ခက်မှန်းကြည့်လို့ရနိုင်မှာပဲဖြစ်ပါတယ် Inigo နဲ့ပတ်သက်ပြီးတော့လဲကိုဟာ Inigo ဟုတ်မဟုတ်စစ်လို့ရနိုင်တဲ့အချက်တစ်ခုလည်းတွေ့တာပါတယ်ခင်ဗျဒါတွေကိုကြတော့ကျွန်တော်စိတ်ဝင်စားတဲ့သူတွေလောက်ပဲပြောပြမှာပေါ့ဆိုတော့က Inigo Crystal နဲ့ Rainbow တို့ဒီ the three wave of Vorantia တွေက wave ကြီးနှစ်ခုနဲ့မဆိုင်ပါဘူးခင်ဗျ Inigo Crystal Rainbow တို့ဒီ wave ကြီး၃ခုတည်းက third wave တည်းကအဖွဲ့ဝင်တွေပဲဖြစ်ကြပါတယ်ခင်ဗျအဲ့တော့ Star Seed ပဲခေါ် Inigo Crystal Rainbow ပဲခေါ်မိတ်ဆွေတို့ဒီရဲ့တူညီတဲ့တာဝန်ကကဘာကြီးကိုအလဲ့ပြောင်းလုပ်ဖို့လာကြတဲ့စေတနာဝန်ထမ်း volunteer မျိုးဆက်တဲ့ Star Seed တွေပဲဖြစ်ကြပါတယ် Star Seed တွေဆိုပြီးတော့လဲတာမန်လူတွေထက်ထူးခြားသွားတာမဟုတ်ပါဘူးခင်ဗျသူတို့ရဲ့အသွေးတွေထဲမှာတေးကြတာတစ်ခုကတော့လက်ရှိရှင်သန်နေတဲ့လူနေမှုပုံစံလူတွေရဲ့အယူအဆယုံကြည်မှုတွေထက်တော့ပိုလွန်ကဲတဲ့အသွေးအခေါ်တွေမေကွန်းတွေကတော့သူတို့ငယ်ငယ်လေးကတည်းကရှိနေကြမှာတော့သိကြပါတယ်ခင်ဗျပြီးရင်သူတို့နဲ့ပတ်သက်တဲ့တာဝန်တွေပေါ့နော်ဆိုတော့က first နဲ့ second wave တီကျွန်တော်တို့တွေနဲ့မသက်ဆိုင်ပေမဲ့ third wave ရဲ့ရောက်လာကြတဲ့ timeline ကိုကြည့်ရမယ်ဆိုရင်တော့ယခုခေတ်ကျွန်တော်တို့လူငယ်တွေနဲ့သက်ဆိုင်နေပါတယ်ခင်ဗျအဲ့တော့မိတ်ဆွေတို့လည်းကိုတီးကြမှာပါခင်ဗျနေရာတိကျမရှိတဲ့ခေါင်းကင်ကြီးဘောကိုဖြစ်တဲ့တတိယချင်းတွေကိုရဲ့အုတ်ထိန်လူတွေတောင်မှဖြေလို့မနိုင်တဲ့အဆိုးဆုံးကတော့နင်အဲ့လိုတွေတွေးမဲ့အစားအကျိုးရှိတာတစ်ခုခုလောက်ပါလားဆိုတဲ့စကားတွေအောက်မှာချုပ်သိမ်းလိုက်ရတဲ့မေကွန်းတွေလူပေါင်းအဖွဲ့အစည်းရဲ့လွဲမားနေတဲ့စနစ်တွေစတဲ့ဖြစ်ပေါ့နော်ကျွန်တော်သိပါတယ်ခင်ဗျတချို့မိတ်ဆွေတို့ရဲ့ယင်ထဲမှာရှိနေပါတယ်။အဲ့ယင်မက်တွေကအလင်းနှန်းဟာသူတောက်ပဖို့အတွက်သူ့ကိုဟန်တာထားတဲ့အယူအဆအဟောင်းတွေယုံကြည်မှုအဟောင်းတွေကိုချိုးဖျက်နေပါတယ်ခင်ဗျ။အကယ်ကျွန်တော်ဗီဒီယိုကမိတ်ဆွေတို့ကိုငါရောဖြစ်နေမလားဆိုတဲ့အဲ့လိုမျိုးအသွေးတွေကိုဝင်စီနိုင်ခဲ့ရင်ပဲဒါဟာမိတ်ဆွေတို့ရဲ့ DNA ကိုကျွန်တော်တွားပြီးတော့နှိုးဆွလိုက်တဲ့သဘောပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေအားလုံးဒီကျွန်တော်တို့ရဲ့ DNA ထဲမှာရှိပါတယ်ခင်ဗျ။ကျွန်တော်တို့ရဲ့မှတ်မိတဲ့မှတ်ဉာဏ်တွေရောမမှတ်မိတဲ့မှတ်ဉာဏ်တွေရောအားလုံးဒီကျွန်တော်တို့ရဲ့ DNA ထဲမှာရှိပါတယ်။မိတ်ဆွေကသာငါတော့မဟုတ်တော့ပါဘူးလေလို့စဉ်းစားမိခဲ့ရင်တော့မိတ်ဆွေတို့ဟာကိုယ့်ရဲ့ DNA ကိုကိုပြန်လိမ်လို့မရပါဘူးခင်ဗျကိုနဲ့ပတ်သက်မှုရှိတဲ့အရာတွေနဲ့ထိတွေ့မိတဲ့အခါခံစားမိတဲ့အခါသို့မဟုတ်ကြုံတွေ့မိတဲ့အခါကျရင်ကျွန်တော်တို့ရဲ့ DNA တွေကကျွန်တော်တို့ရဲ့မသိစိတ်ခန်းနေတစ်စင်ခန္ဓာကိုယ်ပေါ်ကိုအချက်ပြန်ပြပေးပါတယ်ခင်ဗျဥပမာဘယ်လိုပြောမလဲဆိုရင်အခုကျွန်တော်ဗီဒီယိုကိုနားထောင်ပြီးတော့မှကြက်တီထပ်သွားတဲ့သူတွေရှိတယ်မလားခင်ဗျ yes အဲ့ဒါဥပမာပါအဲ့တော့မိတ်ဆွေကဒီလောကကြီးကိုတိတ်မရင်းနှီးသလိုခံစားရတာတို့စိတ်တွေမွန်းကျက်နေတဲ့ခံစားရတာတို့စိတ်တက်ကြတာတို့တစုံတစ်ခုကိုအဖြေရှာလို့မရတာတို့ရင်ထဲကနေပြီးတော့မှထုတ်ပြလို့မရအောင်စိုးနေတဲ့ခံစားချက်တွေရှိနေတာတို့ဆိုရင်မိတ်ဆွေရဲ့ DNA ဟာမိတ်ဆွေကိုတခုခုနိုးစော်နေတာပဲဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်နားလည်ခဲ့တဲ့ The Three Wave of Vorantia ဆိုတဲ့စာအုပ်တွေကမှ Star Seed တို့ရဲ့အကြောင်းအသေးစိတ်ပဲဖြစ်ပါတယ်ခင်ဗျနောက်ထပ်သိချင်တာတွေရှိရင်လည်းမေးသွားလို့ရပါတယ်နော်မိတ်ဆွေတို့ရဲ့အမြင်တွေဘယ်လိုရှိကြပါသလဲခင်ဗျ Star Seed ဆိုတာရောရှာတွေ့ကြပြီလားပြောပြသွားပေးကြပါဦးနော်ကျွန်တော် Radio Head ပါကိုရှာတွေ့ကြပါစေ Star Seed ပေါင်းလို့